ဈေးပေါ်တိုင်းအယောင်မတွက်ဘူးဗျကျွန်တော် Bosch မှာလုပ်တော့ကျွန်တော်စီကနေကားပို့ပစ္စည်းတွေဝယ်တဲ့ client တယောက်ရှိတယ်သူနဲ့ကျွန်တော်နဲ့ညီကိုလိုရင်းနှီးတာပေါ့လေအဲ့ဒီကိုကြီးကဈေးလျှော့ရတာအရန်ဝါသနာပါလားတခါလာလဲပလက်တစ်ဖာဝင်ရင်တစ်ဖာလက်ဆောင်အင်ဂျင်ဝိုင်တဘူးဝင်တဘူးလက်ဆောင်စသဖြင့်လက်ဆောင်တွေပေးမယ် promotion တွေပေးမယ်ဈေးတွေလျှော့မယ်ပေါ့လေသူစိတ်ထဲမှာအဲ့လိုမျိုးလုပ်လိုက်တဲ့ခါကြလို့ရှိရင်အယောင်တွက်မယ်လို့ထင်တယ်ကဲကောင်းကျင်တော့သူ customer တွေကသူဘလောက်ဈေးလျှော့လျှော့သူထင်သလားမဝယ်ကြအောင်တကယ်များသာဝယ်လို့ရှိရင်သူအဲ့နားတွေမွဲတယ်တကယ်ကြတော့သူကကျွန်တော်စီကိုဖုံးဆက်ပြီးတော့ငါလည်းဒီတက်ပို့ပြီးတော့တဲ့ဈေးမလျှော့နိုင်တော့ဘူးတဲ့အယောင်ကလည်းထင်သလားမတွက်ဘူးတဲ့မင်းတို့ရောင်းတဲ့ဈေးလေးနည်းနည်းလျှော့ပါလားကွာဆိုပြီးတော့ဈေးလာဆက်ဒါနဲ့ကျွန်တော်လည်းသူ့ကိုကိုင်းတန်လန်နဲ့ခေါ်သွားတယ်ကိုင်းတန်လန်တွေကနာရာထိုင်းတို့ Jeff Kitchen တို့အဲ့ဆိုင်တွေအကုန်လုံးကြော်ပြီးတော့ကန်ဘေးကလမ်းမေးဆိုင်လေးမှာ coffee mate တစ်ခွက်ကိုသူ့ကိုတိုက်လိုက်ဟာကွာတဲ့မင်းနဲ့ကားကြီးစီးလာပြီးတော့လမ်းမေးဆိုင်မှာ coffee mate လာတောက်ရတယ်လို့ဆိုပြီးကျွန်တော်ညှီးပါလေရောဟာအကို coffee ဆိုင်တွေမှာတောက်လို့ရှိရင် coffee ကို3-5 000ပေးရတယ်လမ်းမေးဆိုင်မှာကြည်စမ်း400ပေးလို့ရှိရင် no စိမ့်နဲ့တော့ဖောက်ထည့်ပေးသေးတယ်ဆိုပြီးပြောတော့ဟာမတူးလီကွာတဲ့ပူပူလောင်လောင်ထဲမှာ coffee mate ကို no စိမ့်ဖောက်ထည့်ပြီးတောက်မယ်အစားအဲကွန်ကန်တွေက coffee ဆိုင်ထဲမှာ coffee 4-5 000နဲ့တောက်တာပို့ပြီးတော့တန်တာဘောကွာအဲ့တော့မှကျွန်တော်လေငါးခွင်ထဲတော့ဝင်ပြီဆိုပြီးတော့အဲ့ဒါပဲအကိုလို့ဈေးပေါ်တိုင်းဈေးလျှော့တိုင်းလူတွေကကြိုက်တာမဟုတ်ဘူးတန်တဲ့ထဲမှာသုံးကြတာဗျာလို့ပြောလိုက်တဲ့ခါကျမှသူလေသဘောပေါက်သွားပြီးတော့ကျွန်တော်ဈေးမစစ်တော့ပဲသူ့ရဲ့ promotion plan ပြောင်းလိုက်တယ် promotion ဆိုတာဈေးလျှော့တာမဟုတ်ဘူးဗျတန်တဲ့ထင်အောင်လုပ်ပေးရတာ